အယောင်းဝယ်တွေအေးနေလို့ပဲဖြစ်ဖြစ်ငွေဝင်လန်းတွေပိတ်နေလို့ပဲဖြစ်ဖြစ်စိတ်ညစ်နေပါသလားရှင်အခုပြောပြမဲ့လွယ်ကူတဲ့အစီရင်လေးကိုလုပ်ကြည့်လိုက်ပါရှင်ရရပစ္စည်းနဲ့လှုပ်ဆောင်ပုံကတော့အရင်ဆုံးဖန်ခွက်အကြီးတစ်ခွက်သေးကိုရေတန်းတန်းထည့်ပါပြီးရင်အဖြူရောင်ပန်း၅ပွင့်ကိုအဲ့ဒီရေခွက်ထဲထည့်လိုက်ပါအဲ့ဒီနောက်အိမ်ရဲ့အရှိမြောက်အရက်သို့မဟုတ်ဖျားစင်မှာတင်ထားပေးုံပါပဲဆူတောင်းရမှာကတော့ပန်းလေးတွေတင်ထားတဲ့အချိန်မှာငါးစီကိုအေးချမ်းတဲ့လက်လာပါတွေစီးဝင်လာပါစေအတားအဆီးတွေပြေပြောက်ပါစေလို့စိတ်ထဲကနေခိုင်ခိုင်မာမာဆူတောင်းပါပန်းတွေညှိုးသွားရင်တော့အစ်စ်လဲပေးဖို့မမေ့ပါနဲ့နော်အပြင်သွားရင်လဲကိုယ့်ရဲ့ပတ်စံအိတ်ထဲမှာစားအနှင်းငယ်ပါတဲ့အထုပ်လေးဒါမှမဟုတ်တစ်ကြပိုးခေါက်လေးဆောင်ထားပေးပါဒါဟာမကောင်းတဲ့စွမ်းရည်တွေကိုဖယ်ရှားပြီးလက်ပွင့်စေတယ်လို့အယူရှိကြပါတယ်ရှင်ဒီရတရားလေးကိုယုံကြည်မှုအပြည့်နဲ့လုပ်ကြည့်ပါရှင်ထူးခြားမှုရှိရင်ကွန်မန့်မှာပြန်ပြောပြခဲ့ဦးနော်အားလုံးအယောင်းဝယ်ကောင်းပြီးလက်လာပါများစွာပွင့်ကြပါစေရှင်